ရှန်တူးမော်တာဂရေတာပေါ့နော်ရှန်တူးမော်တာဂရေတာမနေ့ကဆိုးနိုင်အတွဲလေးတွေရှင်းပြမယ်ဆိုပြီးတော့မရှင်းပြပြလိုက်ဘူးပေါ့နော်ရှန်တူးမော်တာဂရေတာမှာပထမဆုံးအနေနဲ့တော့ဂီယာမဝင်မှုဆိုရင်ပထမဆေးရမှာကဟိုနေ့ကပြောသွားတဲ့အတိုင်းပဲ pressure ကိုအရင်ဆုံးစစ်ရမှာပေါ့နော် transmission pump pressure ကောင်းမကောင်း filter တွေပိတ်မပိတ် C level ရှိမရှိအဲ့ဒါဆိုအရင်ဆုံးစစ်မယ် C level တွေဘာတွေရှိပြီဆိုရင်တော့filter တွေလည်းတန်းစင်တယ်ကောင်းတယ်ဆိုလို့ရှိရင်တော့အခု transmission pressure ကိုအရင်တိုင်းမယ်ပေါ့နော်အခုပြတာတော့ steering pressure ဒီအောက်မှာ flat 1 2 3လေးတွေပါတယ်အဲ့ဒါတွေကတော့pressure gauge 1 2 3 4 5ပေါ့နော်ဘက်ရေပေါ့နော်အဲ့အားလေးတွေအဲ့မှာအောက်မှာအပေါ်ဆုံးက steering pressure အဲ့အောက်က6ခုကကျတော့ gauge 1 2 3 4 5 bed နဲ့အဲ့ဒါတွေပေါ့နော်ဆိုနိုင်မှာဆိုလို့ရှိရင်အခုကြည့်မယ်ဆိုရင်၄လုံးပါတယ်အောက်ကနေစရင်1 2 3 4ပေါ့နော်အဲ့မှာဆိုလို့ရှိရင်သူက forward 100က2 3 4ပေါ့နော်forward 2အတွက်က1 2 4 forward 3အတွက်က3နဲ့4နဲ့ forward 4အတွက်က1နဲ့4နဲ့ forward 5အတွက်က3တခုတယ် forward 6အတွက်က1ပေါ့နော်အဲ့ဒါပြောပြနောက်တစ်ခုကကျတော့ back အတွက်ကျတော့ number 1မှာဆိုလို့ရှိရင်1 2 3 4ဆိုနိုင်၄ခုလုံးလုံးမယ် back number 2မှာဆိုလို့ရှိရင်1 3 4အလုပ်လုပ်မယ် back number 3ဆို1နဲ့3နဲ့အလုပ်လုပ်မယ်ပေါ့နော်ဆိုတော့ပြထားတဲ့အတိုင်းလေးပြန်ပြောမယ်ဆိုရင်ရှေ့ number 1အတွက်ကနံပါတ်2နဲ့3နဲ့4နဲ့ရှေ့နံပါတ်2က1နဲ့2နဲ့4နဲ့ရှေ့နံပါတ်3က3နဲ့4နဲ့ရှေ့နံပါတ်4က1နဲ့4နဲ့ရှေ့နံပါတ်5က3တခုတည်းရှေ့နံပါတ်6က1တခုတည်းပေါ့နော်ဘက်မှာဆိုရင်နံပါတ်1ဘက်1ကီယာဆို1 2 3 4လုံးမယ်ဘက်2ကီယာဆို1 3 4လုံးမယ်ဘက်3ကီယာ